လူတယောက်ရဲ့တန်ဖိုးဟာသူ့ရဲ့ဉာဏ်ရည်နဲ့တတ်မလားဒါမှမဟုတ်သူ့ရဲ့သစ္စာနဲ့တတ်မလားတခါတရံပညာရှိတာထက်သစ္စာတည်ကြည်နိုင်တာပိုခတ်တယ်ဒီနေ့ပြောပြမယ့်ဇာတ်လမ်းကပညာသစ္စာစိတ်တည်ကြည်မှုတို့ကိုအလွန်အမင်းစမ်းသပ်ခံရတဲ့ပုဂ္ဂိုလ်တယောက်အကြောင်းပါဟုံးတခါကအင်ဒပတနိုင်ငံမှာမင်းကြီးတစ်ပါးအုပ်ချုပ်နေတယ်သူ့ရဲ့အမြင့်ဆုံးအကြံပေးကတော့ဝိဒုရပါဏိတဝိဒုရဟာဉာဏ်ရည်ထက်မြက်တယ်တရားသိတယ်အများအကျိုးကိုဦးစားပေးတယ်မင်းကြီးသူ့ကိုအလွန်ယုံကြည်တယ်ဒီနေ့နတ်ပြည်နဲ့နာဂလောကကမင်းသားတွေစကားဝိုင်းတစ်ခုပြုလုပ်ကြတယ်လောကမှာဘသူကအမြင့်ဆုံးတန်ဖိုးရှိတယ်လေသူတို့အငင်းပွားကြတယ်နောက်ဆုံးမှာဝိဒုရရဲ့နှလုံးသားကိုရရင်အမြင့်ဆုံးအဖို့တန်ပစ္စည်းဖြစ်မယ်လို့ထင်ကြတယ်ဒါပေမဲ့အဲ့ဒီနှလုံးသားဆိုတာအသားအမှန်မဟုတ်ဘူးဝိဒုရရဲ့ဉာဏ်ပညာနဲ့တရားတည်ကြည်မှုကိုဆိုလိုတာဒါပေမဲ့တယောက်ကမှတ်မကန်တဲ့လမ်းကိုရွေးလိုက်တယ်နာဂမင်းသားလူလောကကိုဆင်းလာတယ်မင်းကြီးကိုလှည့်စားပြီးဝိဒုရကိုအနိုင်ယူသွားတယ်နောက်ဆုံးမှာဝိဒုရကိုခေါ်သွားလိုက်တယ်လူအများစိတ်ပူကြတယ်ဝိဒုရအသက်ရှင်နေမလားခရီးလမ်းတစ်လျှောက်နာဂမင်းသားဝိဒုရကိုစမ်းသပ်တယ်မင်းကြောက်လားဝိဒုရအေးအေးဆေးဆေးပြန်ပြောတယ်ကြောက်เสียကမရဏမဟုတ်ဘူးတရားလမ်းလွဲချင်းပဲကြောက်เสียနာဂမင်းသားစိတ်ဝင်စားသွားတယ်နာဂလောကရောက်တဲ့အခါဝိဒုရကိုမင်းသမီးရှေ့ခေါ်သွားတယ်မင်းရဲ့နှလုံးသားကိုလိုတယ်ဝိဒုရပြောတယ်နှလုံးသားဆိုတာကိုယ်တည်းကအသားမဟုတ်ဘူးတရားနဲ့သစ္စာကိုဆိုလိုတာပါသူအကျေတဝင့်တရားဟောတယ်လောကဤမတည်မြဲမှုသစ္စာတည်ကြည်မှုဤတန်ဖိုးမေတ္တာဤအကျိုးနာဂမင်းသမီးမျက်ရည်ကျလာတယ်ငါအသားမလို့ဘူးဒီလိုပညာလိုတယ်နာဂမင်းသားစိတ်ပြောင်းသွားတယ်ဝိဒုရကိုမတတ်တော့ဘူးအစာဂုံပြုတ်ပြီးပြန်ပို့လိုက်တယ်ဝိဒုရပြန်ရောက်တဲ့အခါမင်းကြီးအလွန်ဝမ်းမြောက်တယ်မင်းရဲ့သစ္စာကြောင့်နိုင်ငံကယ်တင်ခဲ့ပြီဝိဒုရပြောတယ်ကျွန်ုပ်ရဲ့အရာအလုံးမင်းကြီးနဲ့ဘီဒုအထွတ်ပဲဒီဇတော်ကပညာကိုစမ်းသပ်တာမဟုတ်ဘူးသစ္စာကိုစမ်းသပ်တာဝိဒုရဟာသစ္စာပါရမီနဲ့ပညာပါရမီကိုပြခဲ့တယ်သူ့ကိုလက်နက်နဲ့နိုင်မှုမဟုတ်လှည့်ကွင့်နဲ့နိုင်မှုမဟုတ်ဘာကြောင့်လဲသူစိတ်ကတည်ကြည်နေတဲ့အထက်ဒီနေ့ကျွန်တော်တို့ရဲ့နှလုံးသားဆိုတာဘာလဲအသားလားဒါမှမဟုတ်တရားနဲ့သစ္စာလား